ကွာဒီကဘာလုပ်နေလဲဘာမှမလုပ်ပါဘူးကွာမိမိနဲ့အိမ်ကမိသားစုကိုကျွမ်းနေပြန်ရတာလည်းကြာပြီဆိုတော့မိသားစုဒီပြောကငါလည်းလောလာတယ်ဒါပေမဲ့ဘယ်တက်နိုင်မလဲကွာငါတို့လည်းအစင်မောင်းပြည်နေရတယ်ငါတို့လည်းစီပြည်နေတယ်ဒီလိုနဲ့ပြည်တဲ့ရတယ်ဘဝကအချိန်မနာလို့ပြန်မလာရတဲ့တို့များဘဝကိုတွေ့ရင်လားမျက်ရည်လေးလေဘဝရဲ့မလာလို့ခဏဝေးရတဲ့အလွန်များနဲ့အမိမြမပြေကံကြမကိုရိုးမဲ့ဖွဲ့လို့အပြစ်မတင်ရင်နဲ့နေနေညညအောင်မေးလို့မရတယ်ရှိမည်တဘာဝတော့တောင်းအလှနဲ့ဘောတာသာသနာတွန်းကားရဲ့ရအမိမြေကိုသာအလွန်တွေနဲ့ပြန်ခဲ့မှာပေါ့စတော်ပြည်မြန်မာဘဝကအချိန်မလှလို့ပြန်မလာရတဲ့တို့များဘဝကိုတွေ့ရင်လားမျက်ရည်လေးလေဘဝရဲ့မလှလို့ခဏဝေးရတဲ့အလွန်များနဲ့အမိမြမပြေကံကြမကိုရိုးမဲ့ဖွဲ့လို့အပြစ်မတင်ခြင်းနဲ့နေနေညညအောင်မေးလို့မရရဲ့ရှိမည်တဘာဝတော့တောင်းလှတဲ့ဘုရားသာသနာထွန်းကားရဲ့အမိမြေကိုသာအလွန်တွေနဲ့ပြန်ခဲ့မှာပေါ့စတော်ပြည်မြန်မာကိုတိုင်းကိုပြေကိုရဲ့ဒီမြေမှာကိုမိသားစုကိုရဲ့နိုင်ငံအားလုံးနေကြတယ်ဘာမှမကောင်းဘူးရလို့ဒီရလို့ဘာမှမလုပ်တော့နော်ခေါ်ထားတယ်ဘဝက
မကိုရုံးမဲ့ဖွဲ့လို့အပြစ်မတင်ရင်နဲ့နေနေညညအောင်မေးလို့မရရဲ့ရှင်မြေတဘာဝတော့တောင်းလှတဲ့ဘုရားသာသနာထုံးကားရဲ့အမိမိကိုသာအလွန်တွေနဲ့ပြန်ခဲ့မှာဖို့စတော်ဤမြန်မာကိုတိုင်းကိုပြင်းကိုရဲ့ဒီမြေမှာကိုမိသားစုကိုရဲ့နိုင်ငံမလွန်လို့ပြမလာခြင်းတော့သူတွေ့ချင်မနေနဲ့ဘယ်သူမှမရှိနိုင်ပြီမလွယ်တော့မရှောင်တော့ခွဲခွာခဲ့ရမေးမရဘူးချင်းဒီနေ့တော့ကိုပြန်လာပြီးလွန်လာပြီပေါ့